promotion မရှိဘူးလားလို့မေးနေတဲ့သူတွေအတွက်သတင်းကောင်းလေးတစ်ခုလာပါပြီเนาะအဲ့ဒီသတင်းကောင်းလေးကဘာလဲဆိုတော့ကျွန်တော်တို့စိန်လျက်စစ်ဆိုင်ရဲ့ weekly special promotion လေးပဲဖြစ်ပါတယ်ဒီ promotion မှာဘယ်လိုပစ္စည်းတွေကိုရောင်းချပေးသွားမလဲဆိုတာကိုကျွန်တော်နဲ့အတူတူဗီဒီယိုဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ National ဒဇိန်မိဘူးလေးကတော့မူရင်းဈေး9300ကို6800ကျပ်နဲ့ရရှိမှာဖြစ်ပါတယ်လိုက်ပေါ်ဒဇိန်မိဘူးလေးကတော့မူရင်းဈေး9000ကို4500ကျပ်နဲ့ရရှိမှာဖြစ်ပါတယ်မစ်ဆိုရှိတာဈေးထမင်းပေါင်းလေးကတော့မူရင်းဈေး38500ကို39000ကျပ်နဲ့ရရှိမှာဖြစ်ပါတယ်မီဆူမိုတိုဈေးဒန်နီယိုလေးကတော့မူရင်းဈေး9300ကို9000ကျပ်နဲ့ရရှိမှာဖြစ်ပါတယ် China Fiber 3မိနစ်ယူနစ်အိုလေးကတော့မူရင်းဈေး4400ကို4200ကျပ်နဲ့ရရှိမှာဖြစ်ပါတယ် China ပြုတ်အိုလေးကတော့မူရင်းဈေး4200ကို3900ကျပ်နဲ့ရရှိမှာဖြစ်ပါတယ်ခင်ဗျာနောက်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ promotion ကာလလေးက August လ14ရက်နေ့မှ29ရက်နေ့ထိဖြစ်တာကြောင့်အခုပဲကျွန်တော်တို့စရင်လျက်စစ်ဆိုင်ကိုလာရောက်ဝယ်ယူအားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာအခု promotion ပစ္စည်းလေးတွေကိုဘိုးမျိုးရန်ကုန်မန္တလေးကားလမ်းမကြီးပြည်ဒက္ခိဏတက္ကရာမကျောင်းလမ်းရှိစရင်မြို့စစ်ဆိုင်ခွဲမှာဝယ်ယူရရှိနိုင်တယ်လို့အခြားစရင်လျက်စစ်ဆိုင်များနဲ့ယခုပေါ်ပြပါဖုန်းနံပါတ်ကတစ်ဆင့်လဲဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာ